မင်းတို့လောက်ကတော့အသေးဝဲစရာတော့မလိုဘူးလို့ကြွေးကြော်လိုက်တယ်လို့ပါပဲ။ Man United အသင်းဟာလာမယ့်2026-2029ရာသီမှာလည်းလွန်ခဲ့တဲ့9နှစ်ကနောက်တန်း4ယောက်နဲ့ပဲဆက်လက်ဖြတ်သန်းသွားဖို့ရှိနေပါတယ်။2022-2023ရာသီတုန်းကပွဲထွက်ခဲ့တဲ့ Luke Shaw, Lisandro Martinez, Harry Maguire နဲ့ Diogo Dalot စတဲ့ခန်းစစ်ကစားသမား4ယောက်ဟာအခု2026-2029ရာသီအထိ Old Trafford မှာတညီတညွတ်တည်းဆက်လက်ရပ်တည်နေကြတော့မယ်ဖြစ်ပါတယ်။နှစ်တွေသာကုန်လွန်သွားတယ်။အသင်းမှာအနီးပြတွေပြောင်းကစားသမားဝင်ထွက်တွေရှိခဲ့ပေမဲ့ဒီခန်းစစ်4ယောက်ရဲ့အတွဲဖက်ကတော့မပြောင်းလဲပဲမူလအတိုင်းကြန့်ရှိနေတာပါ။ဒါကိုဘောလုံးပရိသတ်တွေကလည်းလူသစ်မပြောင်းပဲဒီတိုင်းပဲဆက်ကစားတော့မလားဆိုပြီးဟာသအနေနဲ့စနှောက်နေကြတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းခန်းစစ်ကစားသမားတစ်တွေရောက်လာလိုက်ဒဏ်ရာရလိုက်ဖြစ်နေချိန်မှာဒီဝါရင်၄ယောက်ရဲ့အတွေ့အကြုံနဲ့အတွဲဖက်ကအသင်းအတွက်အဓိကအုတ်တိုင်းကြီးဖြစ်နေစေပါပဲ။9နှစ်ကြာအတူတူတွဲကစားလာခဲ့တဲ့သူတို့ရဲ့နားလည်မှုကလာမယ့်ရာသီမှာအသင်းကိုဘယ်လောက်ထိထောက်ပံ့ပေးနိုင်မလဲဆိုတာစိတ်ဝင်စားစရာပါ။မန်ယူပရိသတ်တွေရောလွန်ခဲ့တဲ့9နှစ်ကလေးကအတူတူရှိနေခဲ့တဲ့ဒီနောက်တန်း၄ယောက်နဲ့လာမယ့်ရာသီမှာအောင်မြင်မှုတွေရယူနိုင်မယ်လို့ထင်ကြပါသလား။ကိုယ့်ရဲ့ထင်မြင်ချက်တွေကို comment မှာဝင်ရောက်ရေးသားခဲ့ကြပါဦး။